ဟုတ်ကဲ့ပါခုတွေ့မြင်နေရတဲ့မျိုးသမီးရဆိုလို့ရှိရင်ပေါ့နော်မိခင်တယောက်မဆန်တဲ့လောက်ရကြောက်တရားစွဲခံရပြီးထောင်ချသွားတဲ့ဖြစ်ရပ်ကိုဖြစ်ပွားခဲ့ပါတယ်ဟုတ်ကဲ့ပါဖြစ်စဉ်လေးကတော့ကျွန်တော် USA နိုင်ငံ Ohio 2023 ဇွန်6ရက်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်မှုလေးပဲဖြစ်ပါတယ်ဒီနေ့မှာကလေးရပေါ့နော်အရန်ငိုနေတဲ့အခါမှာသူကပေါ့နော်အရန်ကိုသူစိတ်ညစ်တယ်သူအရန်ကိုပင်ပန်းနေစူညံတဲ့တန်းနဲ့သူမခံနိုင်ဘူးဆိုပြီးတော့ကလေးကိုအော်ဟစ်ပြီးသွားပြီးတော့ပြောဆိုခဲ့ပါတယ်ဘာမှမသိနားမလည်သေးရပေါ့နော် no ဆိုးအရွယ်ကလေးကိုပေါ့နော်သူအခက်တဲပြန်ထည့်ပြီးတော့ပေါ့ဒီမှာနေဆိုပြီးတော့သူပြောပြီးတော့သူခီးထွက်ဖို့သူစီစဉ်စဆဲပါတယ်ဒီလိုနဲ့သူခီးလက်မှတ်တွေကိုဖြတ်ပြီးတော့ထုတ်ဖို့ပြင်ပြီးတော့ပေါ့နော်ခီးသွားဖို့ပြင်ဆင်လိုက်ပါတယ်ပြင်ဆင်ပြီးတော့သူကလေးကိုအခက်တဲမှာပဲထားခဲ့ပြီးတော့သူအိမ်ကားတွေပယ်ပြီးတော့သူခီးသွားဖို့လေစိတ်ကိုသူထွက်လာခဲ့ပါတယ်သူကလေးကိုထားခဲ့ပြီးတော့ပေါ့နော်သူကန်းကြီးရောက်လာတယ်ကန်းကြီးမတယောက်တည်းသူဓာတ်ပုံလေးရိုက်တယ်လဲပတ်တယ်ပေါ့နော်ကလေးကလည်းလုံးမတော့ရတာကြာပြီဖြစ်တဲ့အတွက်ပေါ့နော်ပြင်းထန်စွာအောင်ငုံနေပါတယ်အောင်ငုံနေမှာပဲငိုတန်တိတ်သွားခဲ့ပါတယ်ဒီလိုနဲ့သူလည်းပတ်တာ10ရက်ဖြစ်သွားပါတယ်10ရက်မြောက်နေ့မှာပဲသူအိမ်ပြန်ရောက်လာခဲ့တယ်သူအိမ်ထဲဝင်ကြည့်တဲ့အခါမှာကလေးကသူပကတ်ထဲမှာပဲပေါ့နော်အစာမစားတာကြာပြီဖြစ်တဲ့အတွက်တိတ်ဆုံးနေတာပဲဖြစ်ပါတယ်တီတီရမဲ့မိခင်စိတ်မရှိတဲ့လောက်ရကြောင်းပေါ့နော်သက်ဆိုင်ရာသိရှိသွားပြီးနောက်ပိုင်းမှာသူ့ကိုတရားစွဲပြီးတော့ပေါ့နော်ထောင်ဒဏ်ကိုပြင်းပြင်းထန်ထန်ချမှတ်လိုက်ပါတယ်ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားရကောင်းတဲ့ဖြစ်ရမှန်ဒီကိုအားပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကို like and share လေးနဲ့အားပေးကြပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်